အဲ့တော့လက်ပြင်ကျော်နာတာဇက်ကျော်တက်တာတွေအတွက်အရန်တက်တာတဲ့လေ့ကျင့်ခန်းလေးတစ်ခုနည်း sharing လုပ်ပေးချင်ပါတယ်အဲ့တော့နည်းကိုယ်တိုင်လည်းဇက်ကျော်တက်တယ်ဖုန်းကြည့်များတဲ့လူလည်းဇက်ကျော်တက်တယ်အာယုံဆက်ရများတဲ့လူလည်းဇက်ကျော်တက်တယ်အဲ့တော့ဇက်ကျော်တက်တာတော်သေးတယ်ဒါပေမဲ့နည်းတို့ကဒီလက်ပြင်ကျော်တွေရောဒီအကျော်တွေပါငုတ်တာပေါ့နော်အဲ့ဒါတွေပါတင်းပြီးတော့ကိုက်ပြီးတော့နာတာဆိုတော့နည်းဒီလေ့ကျင့်ခန်းလေးလုပ်ပြီးတော့အရန်တက်တာသွားတယ်အဲ့တော့အားလုံးကိုလည်းကိုလိုပဲတက်တာစီခြင်းနဲ့စေတနာလေးနဲ့နည်း sharing လုပ်လိုက်တာပါအဲ့တော့နည်းအခုလေ့ကျင့်ခန်းလေးပြောပြမယ်နော်သူကဘာလို့ လဲဆိုတော့နည်းတို့ကဒီဘက်နာတယ်ဆိုလို့ရှိရင်အဲ့တော့အဲ့ဒီဘက်ရဲ့လက်ကိုအနောက်ကိုပြစ်လိုက်ပေါ့နော်ဒီလိုမျိုးလေးအနောက်ကိုပြစ်လိုက်မယ်ဒီဘက်လက်ကိုလာပြီးတော့ကင်လိုက်တာပေါ့နော်ဒီဘက်လက်ကိုလာပြီးတော့ကင်လိုက်မယ်ပြီးသွားလို့ရှိရင်ဒီလက်ကဘိုက်ကိုပိုက်လိုက်တယ်ဘိုက်ကိုပိုက်လိုက်ပြီးသွားလို့ရှိရင်နည်းတို့ဘာလုပ်မလဲဆိုတော့ဒီဘက်ကိုစောင်းချလိုက်အပြည့်စိတ်ကိုလျှော့ထားပေါ့နော်စိတ်ကြီးတင်းထားလို့ရှိရင်ပို့ပြီးတော့အကျောနာတတ်တယ်အဲ့တော့ဒီလိုလေးစောင်းချပြီးတော့ဒီလိုမျိုးအပေါ်ကိုမောကြည့်လိုက်ရင်ဒီအကျော်တစ်လျှောက်ကလေတင်းပြီးတော့အရန်နာတယ်ဒါပေမဲ့ကတော့အခုကနေတိုင်းလေးချိန်ကလုံနေတော့အဲ့လောက်ကြီးမနာတော့ဘူးဒါပေမဲ့စလုတ်ခါစားတော့ဆိုလို့ရှိရင်ဒီအကျော်ကြီးကလေဒီနောက်ကအကျော်ကြီးကတင်းတာဒီလက်ပြင်အထိပေါ့နော်အဲ့ဒီလက်ပြင်ကအကျော်တွေရောဒီအထိအကျော်တွေရောအကုန်လုံးတင်းပြီးတော့ကျိန်းပြီးတော့ဖြစ်တာပေါ့နော်အဲ့တော့ဒါထိတဲ့သဘောပေါ့နော်ဒါပေမဲ့စိတ်လျှော့ထားဖို့လိုတယ်နှုတ်မဟုတ်လို့ရှိရင်မာဆက်ပိန်းဖြစ်မှာဆိုလို့ပေါ့နော်အဲ့လိုဆိုဒီလိုလေးလှုပ်ပြီးတော့ဒီလိုလေးအပေါ်ကိုမောကြည့်တာပါအဲ့ဒါကိုစက္ကန့်30ကိုယ်စိတ်ထဲမှာတစ်ကနေ30အထိရီလိုက်ပေါ့နော်30အထိရီပြီးွားလို့ရှိရင်ပြန်ပြီးတော့ရှော့လိုက်မယ်နှစ်ဖက်ဖြစ်တယ်ဆိုရင်လည်းနှစ်ဖက်လုံးလုပ်လို့ရတယ်အဲ့ဒါမျိုးကိုတစ်နေ့ကို9ချိန်လောက်လုပ်ပေးပါအဲ့ဒါဆိုလို့ရှိရင်ဒီကညက်နေတဲ့အကျော်ကလွတ်သွားပြီးတော့အရန်တက်တာသွားလိမ့်မယ်ဒါနမြက်ကိုယ်တိုင်လုပ်ပြီးတော့တက်တာခဲ့တဲ့အတွေ့အကြုံလေးပါအဲ့တော့တော်တော်များများဇက်ကြောနာတဲ့ဟာလေးတွေတွေ့တယ်အဲကြောင့်မလို့နမြက်ဒီနေ့အဲ့ဒါလေး sharing လုပ်လိုက်တာပါကျေးဇူးတင်ပါတယ်